တွေ့ချင်းတင်ပါတယ် ဟုတ်ကဲ့ကျေးဇူးပါ အဓိကဒီပလက်ဝမှာကိုစစ်ကွေးကြောင့်ပေါ့နော်ဒီပလက်ဝတော့မဟုတ်ဘဲနဲ့ဒီခိုင်ပြည်နယ်မှာကျွန်တော်ချင်းပြည်နေတဲ့နေရာမှာဒီတိုက်ပွဲတွေဖြစ်နေတော့အခုပလက်ဝဆိုတော့ဆိုင်ဇင်းကုန်းစီကုန်းပေါ့နော်ကျင်းမှာမစ်တက်နေတော့ဒီဥစ္စာကိုပြည်နယ်ဆူရအနေနဲ့ဘယ်လိုပုံစံနဲ့ဟိုဆိုင်ဒီမှာဒီခါဒီကံပို့ဖို့ရပြည်ဒီဘယ်လိုပုံစံလောက်နေတယ်ဆိုတာလေးသိချင်ပါတယ်ကျွန်တော်တို့အရင်တုန်းကပြည်ထောင်စုကထောက်ပံ့တဲ့ကိစ္စတွေအတွက်စံစီစားပဲ၄မျိုးအဲ့လိုတွေကိုဟိုပုံမှန်ထောက်ပံ့ခဲ့တယ်အဲ့ဒီသတ်မှတ်ထားတဲ့ဒီစပိဒုက္ခတွေရှိတဲ့အင်အားပေါ်မူတည်ပြီးမှဒီနတ်တလာကထောက်ပံ့တာလေးရှိခဲ့တယ်နောက်ပြီးတော့လူကေပြန်ကထောက်ပံ့တာလေးရှိတယ်အဲ့ဒီဟာထောက်ပံ့ပြီးတော့အခုကပို့ပြီးတော့ဆိုးလာတာဒီ2020ဘိုင်းမှာအခုဆိုးလာတဲ့ပုံမှာဒီကြောက်တော်နဲ့ပလက်ဝကလည်းဟိုဆက်လီတွေလည်းသွားလို့မရဘူးကားလည်းသွားလို့မရဘူးနောက်ပြီးတော့တိုက်ပွဲကလည်းဒီမတ်လအတွင်းမှာပိုပြင်းပြင်းထန်ထန်နဲ့ဖြစ်တာဖယ်ရီလာတွေကတောက်လျှောက်ဒီမတ်လတီကတောက်လျှောက်ကိုတိုက်ပွဲဖြစ်တာဆိုတော့ရေလန်းနေကုန်းလန်းနေပိတ်သွားတဲ့အတွက်ကျွန်တော်တို့ကဒီစစ်တွေမှာပို့ဖို့အတွက်ကိုဆန်နေဝယ်ထားတယ်ကြောက်တော်မှလည်းဝယ်ထားတယ်ဒါပေမဲ့အဲ့ဒါတွေပို့လို့မရအဲ့ဒါကြောင့်ကျွန်တော်တို့ကဒီမတူပီစမီပလက်ဝလမ်းပေါ့အဲ့ဒါလေးကိုကျွန်တော်တို့ပို့ဖို့အတွက်စူးစမ်းကြည့်တဲ့အခါကျတော့ကျွန်တော်တို့ဆန်အိတ်ဒီပလက်ဝအတွက်ကိုအိတ်600ဝယ်ပြီးတော့7ကား2စီးနဲ့ကျွန်တော်ပို့တယ်ဆိုတော့ကျွန်တော်ပို့ပေမဲ့လမ်းမှာကလုံခြုံမှုမရှိဘူးကျွန်တော်လုံခြုံမှုမရှိတဲ့အတွက်ပို့ရင်လည်းဒီဟာတွေကအခက်အနောက်ရှက်တွေတစ်ခုခုနဲ့ဖြစ်မှာဖြစ်တဲ့အတွက်ကျွန်တော်စမီးမှာပဲပုံထားလိုက်တယ်အဲဒီဆိုင်အိတ်အလုံး download လိုက်တယ်ဆိုတော့အဲ့ဒီဟာ brand လုပ်လိုက်တာလည်းကံကောင်းသွားတယ်လို့ပြောမှာပေါ့နောက်တစ်နေ့ကျတော့ဒီအိန္ဒိယ site ကဒီဟို CNC ကုမ္ပဏီကအဲ့ဒီ CD ဆန်နေစားစရာဒီပေါ့အဲ့လိုတည်လာတဲ့ကားကိုမိုင်တိုင်း120ဒီပလက်ဝရောက်ခါနီးဟိုလောက်ပါ7မိုင်လောက်ပဲလို့ရတယ်အဲ့ဒီမှာမီးရှို့တာခံလိုက်ရတယ်12ပင်ကမီးလောင်သွားတယ်တန်ဖိုး850လောက်ဆုံးသွားတယ်ဆိုတော့နောက်ထပ်လည်းကျွန်တော်တို့ကဟိုအခုပခုတ်ကနေပြီးတော့ကားတွေနဲ့ကျွန်တော်တို့မင်းတပ်မတူပီစမီပလက်ဝလမ်းကြောင်းတဲ့ပို့အချိန်ချင်းစူးစမ်းတယ်ဒါပေမဲ့မရဘူးစမီမှာပဲလမ်းဆုံးသွားတယ်ဟိုစမီမှာပဲကျွန်တော်ပုံထားတယ်ဆိုတော့အခုကတော့အခုလာ14ရက်15ရက်မှာလည်းဒီကျွန်တော်တို့ဒဏ်ရာရတဲ့စစ်သည်တွေ sorry ဒဏ်ရာရတဲ့ပြည်သူနဲ့တည်ဆုံးအဲ့ဒါတွေကတအားဖြစ်ပြီးတော့အခုဆိုရင်စမီမှာပထမပိုင်းကတော့1500လောက်ပေါ့စမီကိုပြောင်းရွှေ့ပြီးတော့နေတာအခုကအဲ့ဒီမှာရှိတဲ့ကြေးရွာ910ရွာလောက်ကအားလုံးပြောင်းရွှေ့လာတဲ့ကကျတော့အခု2599ရောက်ပေါ့ဒီနေ့အထိစင်းအဲ့လို2600ပေါ့နော်အဲ့လောက်ထိဖြစ်သွားပြီဆိုတော့အဲ့ဒီဟာကိုကျွန်တော်အခု9နေရာခွဲပြီးတော့ကျွန်တော်တို့အဲ့ဒီမှာပို့ထားတဲ့ဟိုဆန်နဲ့ရိတ်ခါတွေပေါ့နော်အဲ့ဒီကနေမျှပြီးတော့အဲ့ဒီလူထုကိုကျွန်တော်တို့ကျွေးနေတယ်ဟိုလူတနေရာထဲမှာလည်းထားလို့အခက်အခဲဖြစ်တဲ့အတွက်ဘာသာရေးအဆောက်အဦတွေဘုံကြီးကျောင်းတွေနောက်ပြီးစာသင်ကျောင်းတွေနောက်ပြီးတော့လွတ်နေတဲ့နေရာတွေပေါ့အဲ့8နေရာခွဲပြီးတော့အခုကျွန်တော်တို့သူတို့စာဝန်နေအဆင်ပြောင်းတော့ဝိုင်းပန့်ပို့နေတယ်ပေါ့နော်ရန်ကုန်ကအလှူရှင်တွေဝိတခါပရိုက်တာလုပ်ငန်းကအလှူရှင်တွေဒင်းဒီအဲ့ဒီ group ကအလှူရှင်တွေကလည်းတောက်လျှောက်သူတို့မန္တလာမင်းကနဲ့ complete ပို့ပေးတယ်နောက်မာလာမင်းကနဲ့ပခုတ်ကူပို့ပေးတယ်နောက်ကျန်တဲ့ကားလိုင်းမျိုးစုံနဲ့ပခုတ်ကူပို့ပေးတယ်ပခုတ်ကူပို့တဲ့ဥစ္စာလေးကျွန်တော်တို့အခုဟိုစမီတီတော့အကုန်ပို့ထားပြီအခုနောက်ဆုံးဒီတီတကူဆရာတော်ကြီးကလည်းကျွန်တော်ချင်းပြည်နယ်ဒီပလက်ဝနဲ့စမီဘကဒုက္ခတွေတို့ကိုဆိုင်ဆန်ဟိုပါဆန်တင်း1000လှူပေးတယ်အိတ်နဲ့ဆိုတော့690အိတ်ပေါ့နော်အဲ့ဒါလှူပေးတယ်လှူတဲ့ဟာကိုလည်းကျွန်တော်တို့အခုစမီဖက်လည်းပို့တယ်နောက်ဟိုဘက်ကဟိုလိုင်းလင်းပြည်ဖက်ကလည်းကျွန်တော်အခုပို့ပြီးတော့ပုံထားတယ်ခင်ဗျဆိုတော့လောလောဆယ်တော့စာဝန်တွေရဲ့အဆင်ပြောင်းတော့ဒီပြည်တော်စုအစိုးရရောပြည်နယ်အစီအစဉ်နဲ့ရောလုပ်တယ်ပထမပိုင်းတော့ဟိုစစ်ပေးရှောင်တွေကအခမဲ့ပေးတဲ့အပိုင်းကိုလည်းကျွန်တော်တို့စူးစမ်းပြီးလုပ်တယ်ဒါပေမဲ့အဲ့ဒီအားလုံးကိုဟိုပါပေါ့ကျန်တဲ့စစ်ပေးရှောင်မဟုတ်ဘဲနဲ့နေလူထုကလည်းစာဝန်တွေကအများခက်ခဲတာဖြစ်တယ်ကျွန်တော်တို့တချို့ဟာကျတော့ဟိုပြည်နယ်အစိုးရရဲ့ပတ်စံနဲ့ဝယ်ပြီးတော့မှဟိုမူရင်းစင်းနဲ့ပေါ့တက်တာတဲ့စင်းနဲ့ရောင်းပေးမယ်ဆိုကျွန်တော်အဲ့လိုစူးစမ်းခဲ့တယ်စစ်တွေမှာဆိုရင်စံတအိတ်ကို2000ပဲပလက်ဝမှာအခု9000 8000ဖြစ်နေနောက်အခုဟိုပခုတ်ကူမှာဆိုလဲ2000ခွဲလောက်ပဲရှိတယ်ကျွန်တော်ပလက်ဝကျတော့9000 8000ဖြစ်နေအဲ့လိုမျိုးကိုကျွန်တော်မူရင်းစင်းနဲ့ပဲရောင်းပေးနိုင်အောင်ကျွန်တော်စူးစမ်းဆောင်ရွက်ပေးမယ်လုံခြုံရေးချင်းတွေမကောင်းတဲ့ပလက်ဝဖက်ကိုတော့ဘလို့မှပို့လို့မရတဲ့အနေအထားရှိတယ်
အခုကတော့ဒီစမီမှာတော့ကျွန်တော်ပုံနိုင်တယ်လို့ပို့နိုင်တယ်လို့ဒီဆန်ရောစီရောအခြားလူသုံးခုပစ္စည်းတွေအဝတ်ထဲကစားအလှရှင်တွေလှူသမျှအားလုံးကိုတော့ကျွန်တော်စမီမှာပုံပြီးတော့အဲ့လိုလုပ်ထားတယ်ကျွန်တော်ပလက်ဝလူတွေကိုလာတယ်ပါဆိုလဲပလက်ဝနဲ့စမီတွေက42မိုင်ဝေးသေးတယ်42မိုင်ကြားမှာလည်းဒီလုံခြုံမှုမရှိဘူးနောက်တစ်ဖက်အဖွဲ့အစည်းကလည်းရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်ပို့လို့မရအဲ့လိုမျိုးတွေဖြစ်နေတယ်နောက်အခုနဟိုပေါ့ဆန်ခက်ခဲတဲ့အတွက်အခုပြောရတော့ဒီပလက်ဝမှာထိုင်တဲ့တမစတစ်ကနေပြီးတော့ကျွန်တော်တို့မြို့ပေါ်မှာရှိတဲ့ဝန်ထမ်းတွေနဲ့ဟိုဒေသခံတွေအဆင်ပြေဖို့အတွက်ကိုစိုင်းတရားအခမဲ့သူတို့လည်းလှူဒါန်းပေးတဲ့တက်ကနေလေတမအမှတ်စတစ်ချင်းမှတမဌာနချုပ်ကနေပြီးတော့သူကျွန်တော်တို့ပလက်ဝမှာရှိတဲ့မြို့ပေါ်မှာရှိတဲ့ဝန်ထမ်းတွေနဲ့ဒီရက်ကွက်မှာရှိတဲ့အရန်ခက်ခဲတဲ့ဥစ္စာတွေအဲ့လိုစိုင်းတရားတော့တလောကပဲအခမဲ့လှူဒါန်းပေးတယ်ခင်ဗျဒီဥစ္စာကဆက်ပြီးတော့ဒီတိုင်းဖြစ်နေတော့ဒီဟိုရဟရင်ပုံစံနဲ့ပြန်ချပေးဖို့ဒီရောစီစီရှိအကုန်ကြီးတောင်းထားတယ်ကျွန်တော်တို့ရဟရင်နဲ့ဟိုပို့ပါညာအတွက်ကိုလည်းဟိုဟာဖူးတယ်ဒီမြို့နယ်စီခန်းခရိုင်စီခန်းနဲ့ပြည်နယ်ကိုတင်ပြဖူးတယ်ကျွန်တော်ပြည်နယ်ကလည်းဒီ procedure တွေအားလုံးပေါ့နော်လက်ရှိစစ်တွေကနေကြောက်တော်ကတဆင်ပလက်ဝကိုရေလမ်းကြောင်းနဲ့ပို့ဖို့တဲ့တင်မော3စီးကျွန်တော်တို့ဟိုပို့ဆောင်ဝင်ကြီးဌာနနဲ့ညှိနှိုင်းပြီးတော့အဲ့လိုလေအစင်းသိမ်းလုပ်တယ်ဒါပေမဲ့အခုသူတို့ကတော့နေမီလုံခြုံရေးလုံခြုံရေးမပေးနိုင်တဲ့ပုံမှာနောက်ပြီးတော့အဲ့ဒီတင်မောကိုလုံခြုံရေးစနစ်ကြလိုက်ဖို့အတွက်ဟိုပြောရတော့တင်အဆောင်ရှောက်နေပြီးတင်မောတွေလည်းသွားဖို့အခက်အခဲဖြစ်တယ်အဲ့ဒီပုံမှာကျွန်တော်အခုထိပို့လို့မရဘူးပေါ့နော်နောက်ဒီဘက်ကစမီးကနေပလက်ဝပို့ဖို့တော့လည်းလုံခြုံရေးမယူပေးနိုင်ဘူးမယူပေးနိုင်တဲ့ပုံမှာကျွန်တော်ပို့ဖို့ကအင်တာမခက်ခဲတာဖြစ်တယ်အဲကြောင့်ဒီလိုဖြစ်မယ်ဆိုရင်တော့နောက်တစ်ချိန်တော့အဲ့လိုပဲဟိုတင်မောနေရောကားနေရောပို့လို့မရတော့ဘူးဆိုရင်ရဟရင်လည်းပို့လေဒါနိုင်ငံတော်ကနေစီစဉ်ပေးရင်လည်းစီစဉ်နိုင်မယ်လို့ထင်တယ်ကျွန်တော်တို့ပြည်တော်စုကိုဖြစ်ဖြစ်တဲ့အခက်ခဲတော့အကုန်တင်ပြပြီးသားမနေ့ခါဒီအန်ရိုဆွေရကနေဟိုတမ်ဖက်ဖွင့်တဲ့တရားတင်ရောအေးကိုကျွင်းချင်းရထားတာပေါ့နော်ဟုတ်ကဲ့အဲ့ဒီဥစ္စာကဘယ်လောက် impact ဖြစ်လဲပေါ့ပြီးရင်ဒီမနေ့တနေ့ကပဲအိန္ဒိယဒီ Gladden project ဥစ္စာလေးကိုသူတို့ကအဲ့လိုဝန်ထမ်းတွေဖိုင်ပြီးတော့ပြန်ထွက်တာတော့ရှိပါတယ်ဆိုတော့ဘယ်လိုပုံစံနဲ့ဒီ AA က Gladden project ကိုစတင်ကန့်ကွက်တဲ့ပုံစံဖြစ်နေသလားပေါ့နော်ပြီးရောပြည်နယ်ဆွေရဖက်ကလည်းဒီလုပ်ငန်းနှုတ်ဆက်ပေးတဲ့ပုံမှာဘယ်လိုတူထားရလဲလုပ်ငန်းကဒီ Gladden project ကတော့ဟိုစစ်တွေရနေစိတ်ကံပလက်ဝစိတ်ကံပေါ့နော်အဲ့ဒီကနေတင်မောနဲ့တည်တဲ့စနစ်အဲ့ဒီဟာကတော့ကျွန်တော်ပြောရရင်တော့ 100% လောက်ပြီးနေပြီစစ်တွေရနေစိတ်ကံလည်းပြီးနေတယ် Gladden ပလက်ဝရနေစိတ်ကံပလက်ဝစိတ်ကံလည်းပြီးနေတယ်ပေါ့နောက်ရေချောင်းလမ်းကလည်းကောင်းနေတယ်သူကတည်မယ်ဆိုရင်တင်မောနဲ့တည်လို့ရတယ်အဓိကပြဿနာပလက်ဝကနေပြီးတော့အိန္ဒိယနယ်စပ်ကျွန်တော်မြိတ်ဝနာဟိုသွားတဲ့ဒီဂျော်ရန်ပူလမ်းပေါ့နော်109.2 ကီလိုမီတာအဲ့ဒီဟာဖောက်တဲ့ဟာမှာပြဿနာရှိတာအဲ့ဒီလမ်းကိုဖောက်လို့မရဘူး2019မေလဂျွန်1နေ့ကစပြီးတော့ကျွန်တော်တို့ဒီ2020ဂျွန်30မှာပြီးရမယ့်စီမံကိန်း3နှစ်စီမံကိန်းဆိုတော့အဲ့ဒီစီမံကိန်းကအခုပဲမတ်လရောက်နေပြီဒီစီမံကိန်းမပြီးနိုင်ဘူးမပြီးနိုင်တဲ့အကြောင်းရင်းကဥပမာကုမ္ပဏီတွေရဲ့အားနည်းချက်ရှိသလိုဒီလမ်းကြောင်းဖောက်မှချက်မှာလုံခြုံရေးကလုံးဝမကောင်းတာဖြစ်တယ်ကျွန်တော်2015နောက်ပိုင်းကစပြီးတော့ AA ကပလက်ဝမြို့နယ်ထဲကိုစိတ်ဝင်လာတဲ့အတွက်အဲ့ဒီကစပြီးတော့မှတိုက်ပွဲတွေတက်နေတိုက်ပွဲဖြစ်တယ်အဲ့ဒီပုံမှာလမ်းလုံခြုံရေးမကောင်းဘူးဟိုဒေသခံတွေလည်းသွားလို့မရဘူးနောက်ကုမ္ပဏီကလည်းသွားလို့မရဘူးလုတ်တဲ့နေရာမှာလည်းသူတို့ကဟိုစုတွက်စကုမ္ပဏီကရှေ့အောင်ဖမ်းလိုက်တယ်နောက်ကားတွေလည်းမီးရှို့လိုက်တယ်အဲ့လိုမျိုးတွေလုတ်တဲ့ခါကျတော့ကုမ္ပဏီတွေကလည်းအကုန်မလုတ်ရဲဘဲနဲ့ထွက်ပြေးကုန်တယ်နောက်တစ်ခါတလောကလည်းဟိုဟာပေါ့အိန္ဒိယနိုင်ငံသားဟလာဖမ်းပြီးတော့ငါ့ကိုဖမ်းပြီးအဲ့ထဲမှာတယောက်တောင်မှအမောဆိုးပြီးတည်သွားတာတည်းဖြစ်တယ်နောက်အခုလည်းဒီရက်ပိုင်းလေးမှာပဲအိန္ဒိယ site တွေကိုညပိုင်းဝင်ပြီးတော့မှသူတို့အိန္ဒိယနိုင်ငံသား9ယောက်လောက်နဲ့ဒေသခံဝန်ထမ်းဒီအလုံး15ယောက်ကိုဖမ်းသွားတယ်ဖမ်းပြီးတော့ပတ်စံ350နဲ့တချို့ဖုန်းတို့အခြားပစ္စည်းတွေကိုယူသွားတယ်လို့သိရပါတယ်ဆိုတော့သူတို့ကတော့ဒီစီမံကိန်းကိုတော့ဟိုဆရာတို့သိထားတယ်လို့ပဲနည်းနည်းလေးဖြတ်လို့ဖြတ်စီလုပ်တဲ့သဘောမျိုးတောင်ဖြစ်နေတယ်နော်ဆိုတော့နောက်တစ်ချက်ကကြောက်ဖြူမှုလုပ်တဲ့တရုတ်စီမံကိန်းကြသူတို့မဖြတ်ဘူးနော်
အိန္ဒိယကလုပ်တဲ့စီမံကိန်းကိုကြာဖြတ်တယ်ဆိုတာစဉ်းစားကြတယ်အများရှိတာနိုင်ငံရေးကိစ္စလေးပါတယ်စီးရေးကိစ္စလေးပါတယ်ဟုတ်လားတစ်ဖက်နိုင်ငံတွေရဲ့အားပြိုင်မှုတွေလည်းပါတယ်နော်ဆိုတော့တကယ်လို့တရုတ်စီမံကိန်းကိုဖြတ်မယ်ဆိုရင်ဟုတ်လားသူတို့ကိုထောက်ပံ့နေတဲ့လူတွေကလည်းဘယ်သူတွေလဲဆိုတာစဉ်းစားကြတယ်ဖြစ်တယ်ဒါအခုအိန္ဒိယစီမံကိန်းဖြတ်တဲ့အကြောင်းရင်းကလည်းအများကြီးတကယ်ဆိုရင်ဒီကရဒါမြစ်ဖွင့်စီမံကိန်းဘက်စုံစီမံကိန်းပြီးတော့ဒီဇော်ရပူလန်ပြီးသွားလို့ရှိရင်ဒီကုန်စည်စစ်ဆေးမှုကအိန္ဒိယနဲ့ကျွန်တော်တို့နဲ့နောက်မီဇိုရမ်ပြည်နယ်နဲ့ချင်းပြည်နယ်နဲ့ကုန်စည်စစ်ဆေးမှုတအားကောင်းတယ်ကောင်းရင်ဒီခါရဲ့ကုန်စည်စစ်ဆေးမှုကစစ်တွေကတဆင်သွားမှာပဲဆိုတော့ဒီဘက်မှာရခိုင်ပြည်နယ်ကတော့မှပို့ပြီးတော့စီးပွားရေးကလည်းလုတ်တက်တယ်စီးပွားရေးလည်းနားလေတယ်ကျွန်တော်ချင်းလူမျိုးတွေတော့မှစီးပွားရေးကမလုတ်တက်ဘူးချင်းလူမျိုးတွေကတော့ဒီဟာကိုအကျိုးသိခံစားမှာမဟုတ်ဘူးဆိုတော့ဒီစီမံကိန်းတစ်ခုလုံးကိုတော့ဖျက်လို့ဖျက်ဆီးလုပ်တယ်ဆိုတာကဒီနောက်ွယ်ရအင်အားကြီးနိုင်ငံတွေရဲ့အပြိုင်မှုပုံမှာကျွန်တော်တို့ပလက်ဝဒေသခံတွေမြေစာပင်ဖြစ်နေတာပဲနော်ဆိုတော့ကျွန်တော်တို့နေရာကိုစစ်တလင်းပြင်ဖြစ်အောင်လဲဖန်တီးနေတာပဲဆိုတော့အဲ့ဒါကြောင့်ဒီစီမံကိန်းအောင်မြင်ဖို့အတွက်ကတော့ဟိုပြည်တော်စုအဆင့်ပေါ့နော်ကျွန်တော်မြန်မာနိုင်ငံနဲ့အိန္ဒိယနိုင်ငံရဲ့သဘောတူညီချက်ပုံမှာတော့အများကြီးအရေးကြီးတယ်နောက်ပဲအိန္ဒိယနိုင်ငံလည်းဒီစီမံကိန်းကြီးကိုအောင်မြင်အောင်လုပ်မယ်လို့လေတန်ဋိဌာန်ချပြီးတော့မှပြည်တော်စုနဲ့ညှိနှိုင်းပြီးတော့ဆောင်ရွက်နေတာမျိုးဖြစ်ပါတယ်ဆိုတော့လာမယ့်ဟိုတနေ့အတွင်းမှာတော့အကောင့်တွေပေါ်နိုင်လိမ့်မယ်လို့လည်းကျွန်တော်ယုံကြည်တယ်အထက်ကတော့ဒီလမ်းကြောင်းပုံမှာအခုလိုပဲတိုက်ခိုက်နေလို့ကတော့ဟုတ်လားဒီစီမံကိန်းကြီးလေးလုံနိုင်မှာမဟုတ်ဘူးဒီလိုတိုက်ခိုက်ပြီးတော့လည်းဘယ်တော့မှအောင်မြင်မှုရမယ်အစီအစဉ်မျိုးမထင်ဘူးပေါ့နော်နေမြေအေးချမ်းဖို့လည်းမရှိဘူးနောက်ပြီးတော့ဟိုအခုနဖြစ်ပျက်နေတဲ့ပုံစံတွေကဘယ်တော့မှပြီးဆုံးမှာလည်းမဟုတ်ဘူးဆိုတော့ NC လက်မှတ်ထိုးပြီးတော့စပွဲပေါ်မှာဆွေးနွေးမှပြီးမဲ့ကိစ္စလို့ပဲကျွန်တော်တို့ကတောက်လျှောက်ဒီလိုပဲခေခံယူပြီးပြောလာခဲ့တာအခုကအချမ်းဖက်အဖွဲ့အနေနဲ့တော့နိုင်ငံတော်ကကြီးညာခဲ့တယ်သူတို့ကိုလည်းဖိတ်ခေါ်တာပဲအေးကိုလည်းနိုင်ငံတော်ကနေပြီးတော့ဒီစပွဲပေါ်မှာဆွေးနွေးဖို့ NC လက်မှတ်ထိုးဖို့ဒီလိုတွေတောက်လျှောက်ခေါ်ခဲ့တာပဲဒါပေမဲ့အခုတော့ဒီလိုအချမ်းဖက်အနေနဲ့ကြီးညာတဲ့အဆင့်ထိရောက်နေတဲ့အပေါ်မှာတော့နောက်ဆက်တွဲဘယ်လိုလာမလဲတော့မသိဘူးเนาะစိတ်ရဲ့အချိန်ကဒါထက်ကိုများပိုတိုးလာနိုင်တယ်လို့သုံးသပ်နေကြတယ်မြေပြင်မှာတော့လေမြေပြင်မှာတော့အဲ့လိုလေးသုံးသပ်နေတယ်ဆိုတော့စစ်ချိန်မြင့်လာနေအမြကျွန်တော်ဒေသခံတွေကပိုဆူဆူဝါခါမှာပေါ့ဟိုပလက်ဝဒီနှုံးတော့ကလရာမြေရုပ်တစ်ခုနောက်လေးမျိုးချောင်းအဲ့ဒီဘက်မှာဖြစ်တယ်စမီးဘက်မှာဆိုအေးချမ်းမယ်အခုစမီးဘက်ပါဖြစ်လာပြီပေါ့เนาะဆိုတော့တနယ်လုံးပလက်ဝတနယ်လုံးဖြစ်နေတာဆိုတော့ပလက်ဝမှာကလူဦးရေက3,800လောက်ရှိတယ်အခုလူဦးရေ average နဲ့ကြည့်မယ်ဆိုရင်လူဦးရေ6,000လောက်ကစစ်ဘေးကိုအလူလိမ့်ခံစားနေရတာစစ်ဘေးရှောင်ဆိုတာကိုကျွန်တော်တို့ကတရွာကနေတရွာကိုပြောင်းရွှေ့လဲလူကသာစစ်ဘေးရှောင်ဆိုပြီးတော့စည်ရင်းတွေနဲ့သူ့ထောက်ပံ့မှုတွေပေးပေမယ်တနေ့လုံးစစ်ဘေးကိစ္စခံစားနေရတာအနည်းဆုံးဒီစစ်ဘေးပေါ်မှာလူဦးရေ6,000လောက်ကတော့ခံစားနေရတာလက်တွေ့ပဲဟုတ်ပြီးရင်ကျွန်တော်ဒီချင်းပြည်နယ်ထိမကားနေပေါ့နော်ချင်းပြည်နယ်ပြင်ပဟိုလင်းပြရခိုင်ပြည်နယ်မှာဖြစ်နေတဲ့တက်ကွေးတွေကြောင့်ကျွန်တော်ချင်းရွာတွေချင်းလူပြည်သူလူထုတွေတာခံစားနေရတာဒီဆုံးတာတွေတိုင်းရနေနဲ့စေရုံရုပ်နေတာတွေများနေတော့ဒါချင်းပြည်နယ်ဆွေးရနေနဲ့ကျွန်တော်ချင်းလူမျိုးတွေဖြစ်လို့ပေါ့နော်ဟိုပန်းပုကုံမှုများဟိုစီဆောင်ရွက်ဖို့အစီအစဉ်များရှိတယ်အခုချိန်ဒီတော့ကျွန်တော်တို့စီကိုလည်းအဲ့လိုအကူအညီတောင်းတာမရှိသေးဘူးဟိုရခိုင်ပြည်နယ်ထဲမှာရှိတဲ့ကျွန်တော်ချင်းတွေလည်းအလူလိတ်ခံနေရတာပါပဲဘူးဒီရမောင်တော်ဘက်မှာလည်းကျွန်တော်ချင်းတွေပဲခံရတာပဲဒီအခုဖြစ်တဲ့မြောက်ဦးတို့ကြောက်တော်တို့မင်းပြားတို့ဟလာပန်းမြောင်တို့ဘက်မှာဆိုတော့ကျွန်တော်ချင်းနေပဲသူတို့အလူလိတ်ခံရတာပဲသူတို့မနေနိုင်လို့ဒီဘက်ဟိုပေါ့ဒီမကွေးတိုင်းဘက်မှာထွက်ပြေးတာတွေလည်းကျွန်တော်ကြားပါတယ်ဆိုတော့ကုညီဖို့ဆိုတာကျွန်တော်တို့စီကိုဆက်သွယ်လို့အကူညီတောင်းလာရင်တော့ချစ်ပင်နေအစိုးရဖွဲ့နေတာအလေးထားပြီးတော့စဉ်းစားမှာပါလောဆယ်တီတော့ကျွန်တော်တို့အဲ့လိုဆက်သွယ်တာမျိုးမရှိသေးတဲ့အတွက်လောဆယ်တော့အဲ့ဒီဘက်ကိုကုညီတာတော့လောဆယ်မရှိသေးဘူးဆိုကိုချင်းလူမျိုးတွေပဲဟိုဘယ်လိုပဲဖြစ်သူတို့ဟိုဘက်မှာနေရထိုင်ရအတွက်ပဲဖြစ်ပါစေဟိုဘက်ပြည်နယ်အစိုးရတွေနဲ့ညှိပေးမှာပေါ့တိုင်းဒေသကြီးပြည်နယ်ဥမာမကွေးတိုင်းနဲ့ညှိပေးရမလားစကိုင်းတိုင်းနဲ့ညှိပေးမလားရခိုင်ပြည်နယ်နဲ့ညှိပေးလာမှာပေါ့နော်အဲ့လိုတော့ညှိနှိုင်းပြီးဆောင်ရမှာပါလောဆယ်ရခိုင်ပြည်နယ်အစိုးရပဲဖြစ်ဖြစ်ကျွန်တော်ချင်းပြည်နယ်အစိုးရပဲဖြစ်ဖြစ်လက်တွေ့ဒီစစ်တလင်းပြင်ဖြစ်နေတဲ့နေရာမှာကျွန်တော်လောကကိုင်းရတာအင်တာမခက်ခဲပြီးတော့ဟိုထောက်ပံ့နိုင်တဲ့အနေအထားကပြည်နယ်အဆင့်မြို့နယ်အဆင့်လောက်သွားတာကုန်သွားပြီပြည်တော်စုအဆင့်ကဝိုင်းကူမှာရမယ်အနေအထားမျိုးဖြစ်တယ်အင်းကျွန်တော်ဒီမင်းပြဖက်တခိုင်ပြည်နယ်ဖက်သူတို့ဒီဒုက္ခခံနေရတဲ့လူတွေနဲ့ကျွန်တော်တို့ပြန်ဆက်တွေ့တော့သူတို့ပြောတဲ့ပုံစံကတော့ချင်းရွာတွေမှာတက်ကွေးခံကြရများတဲ့ပုံစံမျိုးပြောလို့လေဟ
ကြီးတော့ပဲကောက်အဲ့လိုမျိုးတည်ထားတာရှိလားအဲ့လိုမျိုးတကယ်များဖြစ်တော့ဘာမှပြောချင်တာရှိအခုကျွန်တော်ပလက်ဝဖက်မှာလည်းအဲ့ဒီတိုင်းပဲကျွန်တော်ချင်းရတယ်မှာပဲဖြစ်တယ်ဟိုဘက်မှာလည်းအဲ့လိုပဲဖြစ်မှာပဲကျွန်တော်လည်း line ပေါ်မှာ Facebook ပေါ်မှာကျင်းတော့တွေ့ပါတယ်သူတို့ရဲ့ခန်းစားချက်ကိုဖော်ပြတာတွေ့ပါတယ်ဒါကတော့ဟိုဒီတိုက်ပွဲတွေစစ်ပေးတွေဟာလာတိုက်ပွဲမေးချမ်းတဲ့ဟာတွေကများများပြီးဆုံးသွားမှာပဲမဟုတ်လို့ရှိရင်ဒါကကြာရင်လူမျိုးပြဿနာအသွင်ဆောင်လာမယ့်အနေအထားမျိုးတွေရှိတယ်လူဟိုခံနိုင်တဲ့ပို့ပြီးတော့ဟိုတအားဖြစ်သွားပြီဆိုရင်တော့ဘယ်သူမှခံနိုင်မှာမဟုတ်ဘူးလေဟုတ်လားဟိုခံနိုင်တဲ့တော့အခုတော့မှတော်တော်တော့ဆိုးရနေပြီခံနိုင်ပေါင်းကြော်သွားရင်တော့ဒါတော်တော်ကိုအချင်းချင်းတွေပြဿနာတက်ကုန်မယ့်အနေအထားတွေရှိတယ်ဆိုတော့လူငယ်တွေလည်းပောက်ကွဲနေတယ်တွေရှိတယ်ဒေသမှာလည်းကျွန်တော်တို့စီလည်းဆက်သွယ်တာတွေရှိတယ်ဆိုတော့ပြောရင်တော့ဟိုလက်နက်ကင်တာတော့လွယ်တယ်ပြန်ငင်းကြအောင်လုပ်ဖို့ခက်တယ်ကျွန်တော်ချင်းတွေကအခုပလက်ဝဒေသကခံနေဆိုအများကြီးစဉ်းစားတယ်ဟိုလက်နက်ထွက်ပြီးတော့လက်နက်ကင်ရမလားပြန်တော်လိုင်းလုပ်ရမလားဆိုလက်နက်ကင်ဖွဲ့တွေတိုးလာတာကိုကျွန်တော်မလိုလားဘူးနော်ဆိုလက်နက်မကင်မှအေဂျင့်စပွဲပေါ်မှာဖြစ်ရှင်းပြီးအေဂျင့်သွားတာကိုလိုချင်တာလက်နက်ကင်ဖို့အရန်လွယ်တယ်ပြီးတော့အေဂျင့်ဖို့တော့ခက်တယ်နော်လက်နက်ကင်ပြီးအချင်းချင်းတုံ့ပြန်မယ်ဆိုရင်ဟိုမပြီးဆုံးတဲ့လူမျိုးပြဿနာတွေဖြစ်မှာအဲ့ဒါကြောင့်ကျွန်တော်ချင်းလူတူကအင်မတန်မှသိခံပြီးတော့အခုနေနေကြတာဖြစ်တယ် online ပေါ်မှာဖြစ်ပေါ်တော့ဒီကျွန်တော်ရဲ့ရခိုင်တမတော်နဲ့မြန်မာတမတော်တပိကြောင့်ပေါ့နော်ဒီစင်တဲ့ကလည်းဘာမှမပြောလာဘူးပေါ့နော်စင်တဲ့ကလည်းလူမြင်နေတဲ့ပုံစံနဲ့ဟိုပြောနေတဲ့ကိစ္စတွေရှိနေတော့အဲ့ဒါစင်တဲ့ဘက်ကလည်းဒီဘယ်ဝဖက်မှာနေရဆူရတာပေးရင်ပေါ့ထုခုတော့တက်တာနိုင်တယ်ဆိုတာရှိတော့လေဒီမှာတကယ်လို့များအဲ့လိုမျိုးဖြစ်နေပူပြီးတော့ရှော့ထွေးနိုင်ကြလားဟိုဘယ်လိုများဟိုဒီဥစ္စာပေါ့ကျွန်တော်တို့ဒီချင်းပြည်နယ်မှာဒီဟိုပေါ့ဆီယန်ရက်ကရှိပြီးတော့ပလက်ဝဘက်ကသူတို့ဒီပထမဆုံး NC လက်မှတ်ထိုးတဲ့2012 73ဒီ NC လက်မှတ်ထိုးကြရသူတို့ဟိုပေါ့ပလက်ဝဘက်မှာသူတို့အခြေချဖို့နေရာ3နေရာတောင်းတာရှိတယ်ဒီကျွန်တော်သိသလောက်ပြောရင်တော့ပထင်တလန်တို့ရကန်တို့ဒီဘက်ကစင်အိုးတို့ပေါ့နော်အဲ့လိုမျိုးအဲ့ဒီမှာ NC လက်မှတ်ထိုးတဲ့အချိန်မှာသူတို့နောက်တစ်ခေါက်ဒုတိယအချိန်တတိယအချိန်ဆွေးနွေးတဲ့ချိန်ကျမှထပ်ဆွေးနွေးရအောင်အခုလို့ဆိုတော့ထားလိုက်ပါအောင်ဆိုပြီးတော့အတိမပြုခဲ့ပါနောက်ဒုတိယအချိန်တတိယအချိန်ဆွေးနွေးတဲ့အချိန်မှာလည်းကျွန်တော်တို့ CNF ကနေပြီးတော့နောက်ထပ်ပါရာတို့နောက်ရှာအိုတို့နော်ရွှေလိုက်ဝါတို့ဆိုတဲ့3နေရာထပ်တောင်းတယ်6နေရာလောက်အဲ့ဒီနေဆက်မှာအိန္ဒိယနေဆက်မှာနေပြီးတော့သူတို့လုံခြုံရေးနဲ့တရားဥပဒေစိုးမိုးရေးလုပ်ဖို့ပေါ့နော်ဒီလိုလေးတွေသူတောင်းဆိုတာရှိတယ်ဒါပေမဲ့ခွင့်မပြုခဲ့ဘူးဆိုတော့ခွင့်မပြုတဲ့ဟာကိုအခုစဉ်းစားကြည့်တော့ပလက်ဝကချင်းပြည်မှာ9မြို့နယ်ရှိတဲ့ထဲမှာဒီဘက်က10မြို့နယ်ကနမခကျွန်တော်မုံရွာနဲ့ကိုခဲ့တဲ့အနောက်မြောက်တိုင်းစစ်တနာချုပ်ကကိုခဲ့တဲ့ area ဖြစ်တယ်ပလက်ဝတမြို့နယ်တွေကအနောက်ပိုင်းတိုင်းစစ်တနာချုပ်နပခကနေကိုခဲ့တဲ့ area ဖြစ်တယ်ဆိုတော့နမခထဲမှာပဲဆန်နဲ့ကိုလှုပ်ရှားခွင့်ပေးပြီးနပခထဲမှာလှုပ်ရှားခွင့်မပေးတာဖြစ်တယ်ဆိုတော့အဲ့ဒါကိုသာပေးလိုက်ရင်တော့ဟိုဘယ်လိုဖြစ်မလဲဆိုတော့ဒီစစ်ပွဲတွေကပြင်းထန်လာမယ်ဆိုရင်ကျွန်တော်တို့ဆီယန်နဲ့ကလည်းဝင်ပါလာမယ်ဆိုရင်ဒီအခုတော့ AA နဲ့တက်မတော်နဲ့ဖြစ်တာပေါ့အဲ့ဒီအချိန်ကျရင်တော့ AA နဲ့တက်မတော်နဲ့ CM နဲ့ AA အဲ့လိုသုံးပွင့်ဆိုင်ဆိုရင်တော့များပိုရှုပ်ထွေးသွားမလားဆိုတဲ့အယူဆတွေနဲ့ဒီ CM နဲ့ကလောဆယ်ဝင်လို့ခွင့်မပြုသေးတာလို့ကျွန်တော်ထင်တယ်ဆိုတော့ CM နဲ့ကငင်းကြရင်လုပ်တဲ့အချိန်မှာဟိုပါပေါ့ဟိုပြောရင်တော့အင်အားကအနေစုလေးပေါ့နော်ရခိုင်ကလည်း AA ကလည်းအရင်တော့အနေစုလေးပဲဆိုတော့အင်အားကြီးဖို့ကသိလွယ်တာအင်အားကြီးဖို့လွယ်တယ်လက်နဲ့ရှာဖို့လွယ်လက်နဲ့ကင်ဖို့လွယ်တယ်ဆိုတော့အဲ့ဒါအင်အားသေးလို့ကြီးလို့သွားပြီးတော့ဟိုအထင်သေးလို့မရဘူးအင်အားသေးနေဆိုပြီးတော့အထင်သေးရင်ပြန်တုံ့ပြန်လာတဲ့ချိန်ကျတော့အခု AA တို့ထွားသွားတဲ့ခါကျတော့အရာလို့ခက်သွားဆန်တွေကလည်းသေးတယ်ကြီးတယ်သွားအဲ့လိုသုံးသက်နေလို့မရဆန်တွေကလည်းနောက်ွယ်မှာတစ်ခုခုပေါ့ background တစ်ခုရလိုက်တာနဲ့လူဦးရေပဲဖြစ်ဖြစ်လက်နဲ့ဖြစ်ဖြစ်အများကြီးတိဆောက်လိုက်ရင်အများကြီးရှုပ်ထွေးစားတယ်ဖြစ်ကုန်တယ်ဆိုတော့လက်နဲ့အင်အားတိုးရှင်းတာလူအားတိုးရှင်းတာကိုတော့မဖြစ်စေချင်ဘူးပေါ့နော်ဆွေးနွေးပြီးတော့ငြိမ်းချမ်းသွားတဲ့ဟာမျိုးကပိုကောင်းတယ်ဆိုတော့အခုနပလက်ဝမှာနေချင်းမနေချင်းကတော့နိုင်ငံတော်ရဲ့ဟိုအစီအစဉ်ဖြစ်တဲ့အတွက်လေကျွန်တော်တို့အသေးစိတ်တော့ပြောဖို့အဆင်မပြေဘူးပေါ့နော်
နောက်ဆုံးနေတဲ့ဒီပလက်ဝမှာတိုက်ပွဲဖြစ်နေတဲ့ဟာဟောဒုက္ခတွေရင်းနေပတ်သက်တာဟောဥပမာကျွန်တော်ဒီမှာကြည့်ရှုပေးနေတဲ့ပြည်သူတွေကိုပြောစေချင်တာရှိပလက်ဝမှာလည်းတော်တော်ဆူဆူဝါဖြစ်နေတာကိုပလက်ဝနားမှာတင်ပလက်ဝနားမှာတင်ကျွန်တော်ထင်တယ်လေအေးရဲ့လှုပ်ရှားမှုတွေနေ့တိုင်းရှိတဲ့ခါကျတော့နေ့တိုင်းတိုက်ပွဲဖြစ်တဲ့ခါကျတော့လက်နဲ့ကြီးလက်နဲ့ငယ်အတန်တွေနဲ့ကြီးလန့်စားဘယ်သူမှပလက်ဝမှာမနေရှင်တော့ဆိုတော့ဒီလူကြီးတွေပေါ့ပလက်ဝကိုစီမံအုပ်ချုပ်တဲ့လူကြီးတွေကအစမနေရဲတော့နောက်ပြီးတော့ရှေ့လူကြီးတွေရမီရက်ဖလူကြီးလူကောင်းတွေကလည်းအခုမနေနိုင်တဲ့အတွက်ရန်ကုန်ရောက်နေတယ်ဟာလာအခြားမျိုးနေတွေမှာပြောင်းရွှေ့နေတယ်ဟာခါမှာရောက်နေတယ်နော်ကျွန်တော်တာဝန်ရှိတဲ့အစိုးရအဖွဲ့တောင်မှကျွန်တော်ဒေသခံတော်မှာတွားလို့မရကျွန်တော်တွားဖို့ကြိုးစားပေမဲ့ဘလို့မှတွားလို့ရနိုင်တဲ့အခြေအနေလည်းမဟုတ်ဘူးရေချောင်းလည်းတွားလို့မရကုန်းချောင်းလည်းတွားလို့မရလေးချောင်းလည်းတွားလို့မရအဲ့လိုတွေဖြစ်နေတယ်ဆိုတော့ဒေသခံတွေကိုပေါ်မှာတော့ကျွန်တော်ကိုယ်တိုင်မရောက်နိုင်ပေမဲ့ကျွန်တော်ဒေသရဲ့လိုအပ်ချက်တွေအခုနစာဝန်နေရေးဖြစ်ဖြစ်အခြားကိစ္စဖြစ်ကျွန်တော်တတ်နိုင်တဲ့လောက်တော့ပြည်တော်စုကိုတင်ပြပြီးတော့ဆောင်ရွက်နေတယ်ပြည်내အစိုးရအနေနဲ့ကလည်းပလက်ဝကိုပြစ်မထားဘဲနဲ့အတတ်နိုင်ဆုံးစူးစမ်းပြီးတော့ထောက်ပံ့တာပဲဖြစ်ဖြစ်ကူညီတာပဲဖြစ်ဖြစ်ကိုလှုပ်ဆောင်နေတယ်ဆိုတော့အခုဆိုလည်းစမီအထိပဲတွားလို့ရတဲ့အတွက်စမီမှာဖြစ်နေတဲ့အခုဒုက္ခတွေ2600ဝန်းကျင်လောက်ကိုကျွန်တော်တို့အတတ်နိုင်ဆုံးစာဝန်နေပြည်လေဖို့နဲ့နေရထိုင်အတွက်ကိုပြည်တော်စုပြည်내ကလှုပ်တာပြင်သက်ဆိုင်ရာအခုနအလှရှင်တွေသူတို့ရဲ့လှူဒန်းတဲ့အားလုံးကိုကျွန်တော်တိဆောက်ပြီးတော့အားချင်းအဲ့ဒီနေရာကိုရောက်အောင်ကျွန်တော်ပို့ပြီးတော့ဆောင်ရွက်နေတယ်အဲ့ဒါကိုလည်းသူတို့နားလည်လိမ့်မယ်လို့ထင်ပါတယ်နော်အခုကျွန်တော်တို့လုပ်နေတာတဲ့ကိုဆက်လုပ်လို့မရတော့ဘူးဖြစ်နေတယ်အဓိကတော့အုပ်ချုပ်မှုစနစ်တွေပြတ်သွားပြီအဲ့လိုဖြစ်တဲ့အတွက်လှုပ်ရှားနေတဲ့တပ်မတော်ကလွှဲပြီးတော့ဘယ်သူမှဘာမှမြေပြင်မှာလုပ်လို့မရရဲဆိုလဲမျိုးပေါ်ကလွှဲပြီးအပြင်ကိုထွက်လို့မရသူစခန်းမှာသူစခန်းသူလုံခြုံအောင်ပဲလုပ်နေရတယ်ပြည်သူကိုလုံခြုံအောင်သူမပေးနိုင်ဘူးရဲရတပ်မတော်တစ်ခုပဲသူကဆိုလှုပ်ရှားစစ်ကြောင်းတွေနဲ့လိုအပ်တဲ့နေရာမှာတိဆောက်ပြီးတော့လုပ်နေရတယ်နော်ပြည်သူလူထုဆိုပို့ဆိုပေါ့လက်နဲ့မကင်တဲ့ပြည်သူတွေကတော့ဘယ်ကပဲဖြစ်ဖြစ်လှုပ်သမျှဒါခံရမယ့်ဟာပဲအဲကြောင့်စစ်ပွဲတွေမြန်မြန်ရပ်ပြီးတော့မှငြိမ်းချမ်းတဲ့စကားဝိုင်းစပွဲပေါ်မှာရောက်တာမျိုးကိုကျွန်တော်တို့မြန်မြန်ဖြစ်စေချင်တယ်နော်ခုလိုချင်းပြတဲ့အတွက်ထူးချင်ဟုတ်ကဲ့ချစ်တယ်ပါ